So ဒီနေ့မှာတော့ဒီJolly Readers ပေါ့နော် Yellow Level ရာဒီ General Fiction နေရာမှာ Red Hen ဆိုတဲ့စာအုပ်လေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပြောပြသွားမှာဖြစ်ပါတယ်ပေါ့နော်။ဆိုတော့ကျွန်မဖတ်လာတဲ့ထဲမှာဆိုလို့ရှိရင်ဒီ Red Hen က Yellow Level ရဲ့နောက်ဆုံးတစ်အုပ်ဖြစ်ပါမယ်နော်။အဲဒါဆိုရင်ဒီ Yellow Level စာအုပ်တွေကိုဖတ်ဖို့ဆိုရင်ခါတိုင်းလိုပဲ letter S ကနေပြီးတော့မှ letter A အထိကို42 letter sums တွေအကုန်လုံးကို blind တက်ဖို့လိုတယ်။ tricky words တွေအနေနဲ့ကတော့ rich level မှာတော့တည်ခဲ့တဲ့ tricky words တွေအပြင်မှာနောက်ထပ် tricky words အသစ်10လုံးထပ်တည်ဖို့လိုအပ်တယ်ပေါ့နော်။ Now Ikimau Sings French ဆိုတဲ့French ရဲ့ category လေးအတွက်ကတော့ဒီ phonics ဆိုရင်နောက်ထပ် character လေးတစ်ခုထပ်တည်ဖို့လိုအပ်တယ်။နောက်က wine ရတစ်ခါတလေမှာ e sound ထွက်တယ်ပေါ့နော် Fanny Sunny Margie ပေါ့နော်ဒီ wine က e sound ထွက်တဲ့ဆိုရလေးကိုလေကလေးတွေကဖတ်တတ်ဖို့လိုတယ်ပေါ့နော်အဲ့ဒါတွေဖတ်တတ်တယ်ဆိုလို့ရှိရင်ဒီ yellow levels ပေါ့နော်ဒီ readers တွေကိုဖတ်လို့ရပါပြီပေါ့နော်ဒီအခုက red hen ပေါ့နော် red hen တော့ဒီ red hen စာအုပ်လေးနဲ့ပတ်သက်ပြီးတော့ဘာလေးတွေပြောဖို့ရှိလဲဆိုရင်သူမှာ signing letter လေးတွေပါတယ်ပေါ့နော် signing letter လေးတွေကို Jolly Readers တွေမှာအရောင်လေးတွေနှိပ်ပေးထားတယ်အဲဆို signing letter လေးတွေကိုအတန်ထွက်ပြီးတော့မှဖတ်စရာမလိုဘူးပေါ့နော်signing တွေတော်တော်များများပါတယ်နော်ဆိုတော့အဲ့ဒါလေးတွေကို signing တွေကိုထည့်ပြီးတော့မှဖတ်ဖို့အတွက်ပေါ့နော်မဖတ်ဖို့အတွက်ကလေးတွေကိုတတိပေးရမှာပေါ့နော်တတိပေးရမယ်နောက်ကဒါလေးတွေက CROTS က carrots လို့အတန်ထွက်မှာပေါ့နော်ဒီ C ကတော့ခပြီးတော့မှဒီဟာကဒီနောက်က O က short တန်နေနဲ့တန်နေနဲ့ပဲထွက်မယ်ဆိုတော့ carrots လို့ဖတ်မယ်ပေါ့နော်အဲ့ဒါလေး carrots အတန်ထွက်ဖို့တတိပေးဖို့လိုတယ်ဒါလေးတွေပါပဲပေါ့နော်ဒီမှာတော့ signing state တွေတော့တော်တော်လေးတွေတွေ့ရတယ်ပေါ့နော်ဒါပဲကျန်တာကတော့ကလေးတွေဖတ်လို့အဆင်ပြေမှာပါပေါ့နော်ဒါက yellow level ရဲ့နောက်ဆုံးတုပ်တောင်ရောက်လာပြီဆိုတဲ့ခါကျတော့ပေါ့အဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးတော့ဒီ red chain နဲ့ပတ်သက်ပြီးတော့ reading comprehension အတွက်ကတော့ဒါလေးဆို story လေးနော်ဖတ်လို့ကောင်းပါပြီဆိုသူတို့ကိုဖတ်ပြီးသားအကြောင်းအရာဖတ်ပြီးသွားတဲ့ဟာလေးဘာကြောင့်ဖတ်သွားရလဲဆိုတဲ့ဟာကိုသူတို့ပြန်မေးတာမျိုးလုပ်လို့ရတယ်ပေါ့နော်သူတို့ရဲ့ကိုယ်ပိုင် work တွေနဲ့သူတို့ခလေးလေးတွေပြန်ပြောတာကိုပြန်ပြောခိုင်းကြည့်လို့ရတယ်ပြီးလို့ရှိရင်ဒီထက်မှပါတဲ့character တွေ setting တွေ action တွေအကြောင်းကိုမိကုန်းလေးတွေမေးပြလို့ရတယ်ဒီလို story လေးဆိုလို့ရှိရင်တခါလေးပြီးအောင်ဖတ်သွားတာမျိုးမဟုတ်ဘဲနဲ့ခဏလေး break လုပ်ပြီးတော့နောက်ပါဆက်ဖြစ်မယ်ထင်နေဆိုတာမျိုးလေးတွေမေးလို့ကောင်းပါပြီပေါ့နော်မေးလို့ကောင်းတယ်နောက်ကကြလို့ရှိရင်သူတို့မသိလောက်တဲ့ vocab အတစ်ကလေးတွေကိုမေးကြည့်တာမျိုးပေါ့နော်အမှသူတို့ကစောက်ထဲမှာပါတဲ့အကြောင်းအရာနဲ့သူတို့ဒီစာလေးကိုနားလေနေဆိုရင်စောက်ထဲမှာပါတဲ့အကြောင်းအရာနဲ့ဆက်ပြီးသူတို့ကပြောနိုင်နေပေါ့နော်အဲ့မှာသူတို့ပြောတာလေးတွေကနည်းနည်းလေးလူရယ်ဆိုလို့ရှိရင်မှကိုကထပ်ဖြည့်ပြီးတော့မှရှင်းပြတာမျိုးတွေလုပ်ပြီးလို့ရတယ်ပေါ့နော်နောက်ကမိကွန်းလေးတွေမေးလို့ရတယ်ပေါ့နော်အဲ့တော့သူရဲ့ readers မှာကိုကမိကွန်းလေးတွေပါထားပြီးသားပေါ့နော်အဲ့မှာဒီ words in the book ဆိုတာကစာအုပ်ထဲမှာပါတယ်ဒါရဲ့အကြောင်းအရာတွေကိုမကလေးဘယ်လောက်ထိမှတ်မိလဲဆိုတာမျိုးမေးတာပေါ့နော်နောက်ကကျတော့ what you think ကကျတော့စာအုပ်ထဲမှာတော့ဒါရိုက်မပါပေမဲ့လေပေါ့နော်ဒါကလေးဘယ်လိုထင်လဲပေါ့နော်ကလေးဘယ်လိုထင်လဲဆိုရင်ကလေးရဲ့ထင်မြင်ယူဆချက်လေးတွေမေးတဲ့မေးခွန်းလေးတွေပေါ့နော်ဒါလေးတွေအပြုံမှာတခြားကိုယ့်ရဲ့ကိုစဉ်းစားမိရဲ့တခြားပေါ့နော်ဒီရဲ့ extra questions တွေကိုလေကလေးလေးတွေကိုမေးပေးလို့ရတယ်ပေါ့နော်ဒီ red channel ပတ်သက်ပြီးတော့နောက်ထပ်ဘာလေးတွေမေးလို့ရသေးလဲဆိုလို့ရှိရင် where does the fox live မျိုးမေးလို့ရတယ်နောက်တစ်ခုအနေနဲ့ what is the hen collecting on a chilly morning ဒါမျိုးလေးတွေမေးလို့ရတယ်နောက်က where does the fox hide ဒါမျိုးလေးတွေမေးပေးလို့ရတယ်ပေါ့နော်ဒါမျိုးလေးတွေမေးပေးလို့ရတယ်ဆိုတော့ဒါက yellow level ပေါ့နော် yellow level မှာကျွန်မဖတ်ခဲ့တဲ့ထဲကနောက်ဆုံးတက်အုပ်လေးပဲဖြစ်ပါတယ်ပေါ့နော်။ဒါဆိုရင်အစအဆုံးကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ် readers တွေမှာပြန်တွေ့ပါမယ်ပေါ့နော်။နောက်ထပ်
leaders ဒီမှာပြန်တွေ့ပါမယ်နော် yellow ပြီးသွားရင်ကျမတို့ green level ပေါ့နော် green level မှာပြန်တွေ့ပါမယ်တဲ့ so ကျေးဇူးအများကြီးတင်ပါတယ် bye bye